Suzong yoga Tiaro Zigisa Paramaroga look Yes, up here she made Jari Tiatitana Yoga the got yoga de ma the yoga the Suzong le Dalit Chepo Say Doka Yazwa Shiyama Be Siyega Suzong le Suragali the Che Chanda look Yojayama to get Chanda Myasong Pite Chanda di Balu Chanda le Suraga John the Chepo Di Dongjaku Tishi na lede to the Hotam Hazwa Timide to the Myasong Pite Chanda go Yayu 90 lo Buddha Myaswa make it. We know the Myasong Chanda Pachanda Ludanga Chanda Duka Lu Yola Lushi Gongzong Pite Chanda Myasong Pite Chanda Tao way down that Lujin Pupu Viro Yizong Jinde Pupu Viro Chanda Jinde Di Danta Ti Chanda Bibi Solution Di Temaka Pulone Chanda Dukarigo Shapuide Yayude Lu Shijayama No Tazong Alonso Myasong Pite Chanda Tao lebe Yayu Naibu Piashi Nyong Jade Diatitanabo Jangya Topati Mabyomi Yasa Piashi Tisi Chene di Cheletigo Poino Yenzo Shinlin Biro Hoja Najaya Sujilaipa Nise Jina Yoga Myaswa Shileya Be Yoga Ga Suzong Ni Nise Jina Yoga Myaswa Shileya Be Yoga Ga Suzong Ni Yoga Suraga Nise Tate the Bo Kayakete the Bo Nada Jinda Niakete the Bo Yoga look horrible. Your resolution for Inoma Couldn't go back Natana Loma Yoga Mishula. It yelled to Twija Sunyade Chingama. If you're using Petitana, no set the one. Nicola Jamayela solution, Peluvio. Nicomari, Jamabari, Yori. Piaye, a mean point of the day. Jamma de Tusura, she would. No, but do me she. Jamare do me she would, Baja, Piacia, shoot me a lay swing. Ludaima Yoga Shire Ludaima Bashi Kapoid of the Yoga Kela Yogari Atidi Kozi Konga Ludaima Shijare Kandare Yoga Shidalo Makandare Yoga Shide The Katiyama Kanzare Yoga Shidalo Amiran Kanzania Yoga Shide. No. Yoga look Tama Tare Najin can cap whom you shidalo. Yoga look Matama Darile Shidebo. Najin can get Nisa Myaswa Yoga Rushiyama Be Yoga Ga Suzong Le Piashin Pire Piu Point of the day. Yes, I've made this cow, Magia. Nisa Jena Yoga Myaswa Shileya Sade Yoga Suzong Di Nise Jena Yoga Myaswa Shileya Sade Yoga Suzong Di
ဘာယောဂဆိုကဲစားတဲ့ယောဂဆိုတာဆာလောင်မွတ်သိမ့်မှုဖြစ်ပေါ်လာတဲ့အခါမှာနေရခက်ခံခက်မခံကြည့်မခံသာဖြစ်တာမို့လို့ဆာလောင်ခြင်းကိုလည်းပဲယောဂစိကိစ္စပရမယောဂလေယောဂမြတ်စွာရှိရမှာဆာလောင်မွတ်သိမ့်ခြင်းသည်ဆိုးဆုံးသောယောဂဆာလောင်မွတ်သိမ့်ခြင်းဆိုးလားမဆိုးလားဒီယောဂဘုန်းကြီးတို့ပြိဿဘယ်လောက်နှိမ့်ဆက်လဲဆိုတာစားချိန်တန်လို့မစားတဲ့အခါမျိုးကဲဒါလူတိုင်းချမ်းသာလားဆင်းရဲလားစားချိန်တန်လို့မစားလို့ရှိရင်ဘာဖြစ်ဆာလောင်မွတ်သိမ့်ဆာလောင်မွတ်သိမ့်တာယောဂလားလို့ပြောเสียရှိတယ်နော်ဆာလောင်မွတ်သိမ့်တာယောဂပဲလို့ပြောရမှာပဲဘာလို့လဲဆိုလို့ရှိရင်ဆာလောင်မွတ်သိမ့်ခြင်းကိုဘုန်းကြီးတို့ကအစအာဟာရစားတောက်ခြင်းနဲ့ကုသနေရအခုနေတိုင်းတနေ့2ကြိမ်3ကြိမ်ထက်မနည်းစားမစားလို့မဖြစ်စဉ်းစားကြည့်တော့ဘာလို့စားတာလဲစားခြင်းလို့စားတာလားမနေနိုင်လို့စားတာမနေနိုင်လို့စားတာကဲမစားဘဲနဲ့နေလို့ရရင်ဘုန်းကြီးတို့ပြိဿဒုက္ခမငြိမ်းဘူးလားစားစရာမလိုဘူးဆိုလို့ရှိရင်တော်တော်အလုရှုပ်သက်သာသွားပြီစားဖို့အတွက်ဘယ်လောက်ဒုက္ခရောက်လဲဆိုတာကိုမိဖို့ကြောင့်မှာချက်နေပြုတ်နေတဲ့သူတွေပြင်ဆင်နေတဲ့သူတွေဆေးကြောနေတဲ့သူတွေကြည့်သက်သာလားကဲချက်ကပြုတ်ရတာလည်းမသက်သာဝဲရချမ်းတာလည်းသက်သာစားတော့ပြီးတဲ့ကြည့်ဆေးကြောတာလည်းသက်သာတနေ့တစ်ကြိမ်နှစ်ကြိမ်နေစားဖို့အရေးလှုပ်လိုက်ရတဲ့အချိန်တိုင်းတွေလှုပ်လိုက်ရတဲ့လှုပ်အားတွေအများကြီးမပေးရဘူးလားကဲဘာလို့စားရတာလဲလို့ကြည့်နော်မနေနိုင်လို့စားရတယ်မခံတာလို့စားရတယ်ယောဂီတွေ7နိုင်လောက်ထိစွန်းစားတုံးမခောက်သေးဘူးဆိုလို့ရှိရင်ဘယ်လိုနေမလဲကဲဘယ်လိုနေမလဲဆာလောင်မသိပ်ပြီးတော့မနေဘူးလားဆာလောင်နေမှာပဲ7နိုင်ထိမခောက်သေးဘူးဆိုဘယ်လိုနေကဲဘယ်လိုနေပြဿနာတော့တက်သွားမယ်နော်ဥပုသ်ဆောက်ထားတာနဲ့ကိုရင်နဲ့ဥစဉ်နေနဲ့ဒုက္ခပဲခုချင်းဒီတုံးကမခောက်သေးဘူးပေါ့နော်ဘုန်းကြီးတို့ငယ်တော့ကဒီကိုရင်ဥစဉ်ငယ်ဘွားတော့ဆိုသိစာတက်တယ်ပုံမှန်10နိုင်ခွဲစွန်းကြောင်တုံးခောက်ရင်ခောက်မခောက်လို့ရှိရင်ဒီမှာလူကအိမ်ကြီးသိမရတော့နော်တခုခုစားမှမစားလို့ရှိရင်စိတ်ကလည်းနည်းနည်းတိုးလာတယ်ဒီချိန်တိမခောက်သေးဘူးဘာလုပ်နေတာလဲပေါ့ဒီလိုမျိုးတွေစိတ်ထဲဖြစ်တယ်ဒီတော့မှမြတ်စွာဘုရားရဲ့ဒီအဆုံးအမကိုကြည့်လိုက်တော့မှဟုတ်တာပဲလို့စိကိစ္စပရမယောဂအဆိုးဆုံးသောယောဂသည်ဆာလောင်မသိခြင်းကျန်တဲ့ယောဂတွေနဲ့နှိုင်းယှဉ်ကြည့်ပေါ့အခုဘုန်းကြီးတို့တခြားယောဂတွေကိုကြီးမားတဲ့ယောဂလို့ပြောရမယ်လို့အဲ့ယောဂတွေကအမြဲဖြစ်နေတာမျိုးမဟုတ်အမြဲဖြစ်နေတဲ့ယောဂဆာလောင်ခြင်းဆိုတဲ့ယောဂသည်နေတိုင်းကိုဖြစ်မနေ့လည်းတစ်ကြိမ်ဖြစ်ညနေလည်းတစ်ကြိမ်ဖြစ်ညလည်းတစ်ကြိမ်ဖြစ်ဥပုသ်ဆောက်ကြည့်မရှိတဲ့သူတွေဥပုသ်ဆောက်တဲ့အလေးထားမရှိတဲ့သူတွေညပိုင်းကျရင်ဘာဖြစ်ယောဂဖြစ်နေတာပေါ့နော်စားနေကြစားနေပြီဆိုလို့ရှိရင်ရေတောက်ရင်တောက်ချိုရင်တောက်ရင်တောက်တစ်ခုခုသုံးဆောင်လိုက်မှလည်းသက်သာသွားတယ်မစားရင်မနေနိုင်တဲ့ယောဂမစားမတော့ရင်လည်းပဲဒီခန္ဓာကိုယ်ကြီးရဲ့လိုအပ်ချက်ကိုမဖြည့်ပေးရင်လည်းမကြမ်းမှန်မှဖြစ်တဲ့အဓိကိုခံစားတဲ့ယောဂမစားပဲနေလို့ကိုမရဘူးလူတွေအလုံးတပ်ပေတ္တအာဟာရထိတိကာတဲ့တတ္တဝါမှန်သမျှသည်အာဟာရကိုမှီတယ်ဘုန်းကြီးတို့အသက်ရှင်နေတဲ့ဆိုတဲ့အကြောင်းထဲမှာကံစိတ်ဥဒုအာဟာရကံလည်းပါတယ်စိတ်လည်းပါတယ်ဥဒုလည်းပါတယ်အာဟာရလည်းပါတယ်အဲ့ဒီထဲမှာအဓိကအကျဆုံးကဘာတော့အာဟာရမပြည့်မီရင်အာဟာရမပြည့်ဝရင်ဘလို့နည်းနဲ့မှကျမ်းမာဖို့တက်ရှိဖို့မဖြစ်နိုင်ယောဂများစွာရှိနေရမှဆိုးဆုံးသောယောဂသည်ဆာလောင်မသိခြင်း
ခံရခက်တဲ့ဆင်းရဲခြင်းများစွာရှိရမှဘယ်ဆင်းရဲကဆိုးဆုံးလဲနော်ဘယ်ဆင်းရဲအဆိုးဆုံးလဲသိအောင်မှတ်ကြည့်ခံခက်လှညာဆင်းရဲများစွာရှိလေရာဘယ်ဆင်းရဲဟာဆိုးဆုံးနည်းခံခက်လှညာဆင်းရဲများစွာရှိလေရာဘယ်ဆင်းရဲဟာဆိုးဆုံးနည်းခံရခက်တဲ့ဆင်းရဲများစွာနော်ခံရခက်တဲ့ဆင်းရဲများစွာဆင်းရဲဆိုတာခံရခက်တာကိုဆင်းရဲလို့ခေါ်တယ်နောက်ခုဘုန်းကြီးတို့ထိုင်တာကြာလာတဲ့ခါမှာထုံနေကျင်းနေတင်းနေတောက်တယ်ပူတယ်ပေါ့ကဲဒီလိုဖြစ်လာတဲ့ခါမှာခံလို့မရမခံကြည့်မခံတာဖြစ်လာမခံမရနိုင်အောင်ဖြစ်လာတယ်အဲ့ဒါမျိုးကိုဘာခေါ်တော့ဆင်းရဲဖျားတွေပါလေဖျားတဲ့ခါမျိုးကြလဲအပူရှိန်တွေတိတ်များတဲ့ခါမှာဒီပူဒဏ်တိမခံနိုင်တဲ့အထိဖြစ်လာတာမျိုးကဆင်းရဲခံရခက်တာကိုဘာခေါ်မလဲဆင်းရဲပဲဆင်းရဲဆိုတာဘာလဲဆိုလို့ရှိရင်ခံရခက်တာမှန်သမျှသည်ဆင်းရဲခံခဲလန်းညာဆင်းရဲများစွာရှိလျက်ပဲဆင်းရဲကဆိုးဆုံးလေဆိုးဆုံးသောဆင်းရဲကိုဘုရားရှင်ထုတ်ပြဆိုခံခဲလညာဆင်းရဲများစွာရှိလေရာခန္ဓာဆင်းရဲဆိုးဆုံးသည်ခံခက်လညာဆင်းရဲများစွာရှိလေရာခန္ဓာဆင်းရဲဆိုးဆုံးသည်ပါဆင်းရဲဆိုးခန္ဓာဆင်းရဲကအဆိုးဆုံးသောဆင်းရဲခန္ဓာလောက်ဆင်းရဲတာမျိုးမရှိဘူးတဲ့ခန္ဓာလောက်ဘုန်းကြီးတို့ပရိသတ်ကိုခံရခက်အောင်ပြုသူမရှိပါဘူးသင်္ခါရပရမဒုက္ခဒီခန္ဓာကြီးသည်ဆင်းရဲတကဆင်းရဲတဲ့မှာအဆိုးဆုံးသောဆင်းရဲပါပဲတခြားဆင်းရဲတွေဖြေဖြောက်လို့ရကောင်းရမယ်ခန္ဓာကြောင့်ဖြစ်လာတဲ့ဆင်းရဲကမဖြောက်နိုင်ဘူးတဲ့နော်ခံရခက်ဆုံးသည်ခန္ဓာဆင်းရဲခံရခက်တယ်ကြည့်ပေါ်ဖြစ်ပေါ်နေတဲ့ဆင်းရဲအလုံးသည်ဘာကိုအကြောင်းပြုဖြစ်တယ်လဲလို့တကယ်စဉ်းစားရင်ခန္ဓာကြောင့်ဖြစ်တာကြီးပဲခန္ဓာမရှိရင်အဲ့ဒီဆင်းရဲမျိုးတွေရှိမလားအေးဆင်းရဲအလုံးရဲ့အရင်အမြစ်ဆင်းရဲအလုံးရဲ့မူလဗုဒ္ဓသည်ခန္ဓာပဲဘာလို့ဆင်းရဲတော့ခန္ဓာရှိလို့ဆင်းရဲတယ်ခန္ဓာကြောင့်ဆင်းရဲတယ်ဒီခန္ဓာဘလောက်ဆင်းရဲလဲဆိုတာအခုခန္ဓာကိုသိချကြည့်တဲ့သူတိုင်းအနေချင်းတော့ရိပ်မိလာပြီဘယ်တော့တရားကျင့်တဲ့အခါမှာပထမဆုံးရလာသိလာတဲ့အသိအမြင်သဘောပေါက်လာတဲ့တွေးမြင်ကဘာလို့ဆိုရင်ဒီခန္ဓာကတိတ်နှိမ့်ဆက်တာပဲတိတ်ဆင်းရဲတာပဲဆိုတဲ့အသိလောက်တော့မရဘူးလားကဲအဲ့လောက်တော့ရသွားတာပဲလူကြီးကလေးဆင်းရဲချမ်းသာယောက်ျားမိန်းမဘယ်သူမှဆိုတရားကျင့်ကြည့်ဘုရားပေးတဲ့နိလန်းနဲ့စနစ်တကျကျင့်လိုက်လို့ရှိရင်အော်ဒီခန္ဓာကြီးကအလွန်ဆင်းရဲတဲ့ခန္ဓာပါလားလို့မသိနိုင်ဘူးလားကဲအခုမြင်လာပြီနော်မြင်လာပြီခန္ဓာကြည့်တဲ့အခါဘုန်းကြီးတို့ဗာမြင်ပါလားဆင်းရဲမြင်တယ်ဗာမြင်တော့ကဲတချို့ထင်ထားတာကမပြည့်မစုံကြားဘူးနားဝနဲ့ထင်တာတရားထိုင်ရင်တရားရှုမှတ်ရင်ချမ်းသာမယ်လို့ထင်တယ်ဒါတပိုင်းပေါ့ခုတကယ်မြင်တာဘုန်းကြီးတို့ဗာမြင်တော့ဆိုလို့ရှိရင်ဒီခန္ဓာရဲ့ဆင်းရဲကိုပထမဦးဆုံးမြင်တယ်ဟိုချမ်းသာခဏထားအရင်ဆုံးဗာမြင်ရမှာဘာရှိလို့ဆင်းရဲမြင်တာခန္ဓာရှိလို့ဆင်းရဲမြင်ခန္ဓာထဲမှာဘာရှိတယ်လို့မှတ်ထားဒီဆင်းရဲပဲရှိတယ်ဆိုတဲ့အသိကိုဘုန်းကြီးတို့ဆွဲဆွဲမြဲမြဲလက်ခံနိုင်ရဒီခန္ဓာကြောင့်ဆင်းရဲနေတဲ့ခန္ဓာရှိလို့ဆင်းရဲနေတယ်ခန္ဓာဆိုတဲ့ဆင်းရဲသည်ဆင်းရဲတကဆင်းရဲမှာဆိုးဆုံးသောဆင်းရဲပါပဲသူလောက်နှိမ့်ဆက်နိုင်တဲ့သူမရှိဘူးတဲ့ဘုန်းကြီးတို့အမြဲတမ်းနှိမ့်ဆက်နေတာ
ခန္ဓာနော်နှိမ့်ဆက်နေတာခန္ဓာငြိမ်ငြိမ်လေးထိုင်လို့မရအောင်တော့နှိမ့်ဆက်နေတာခန္ဓာတက်တက်တာတာနေလို့မရအောင်နှိမ့်ဆက်နေတာခန္ဓာပဲခုနဆာလောင်ခြင်းတွေမွတ်သိပ်ခြင်းတွေဖြစ်တော့ဆာလောင်ခြင်းမွတ်သိပ်ခြင်းဆိုတဲ့ယောဂတွေကလည်းဘာမှရှိတုံးဆိုလို့ရှိရင်ခန္ဓာမှာပဲရှိတာပဲတခြားယောဂတွေကဘာမှရှိအဲ့ဒါကြောင့်မို့လို့နေကောင်းတဲ့ကျမ်းမာတွေပြောလို့ရှိရင်မမှန်ဘူးလို့ဘုရားရှင်ကမိတ်တယ်။ဘုရားတို့ခန္ဓာသည်ကျမ်းမာတဲ့ခန္ဓာလားမကျမ်းမာတဲ့ခန္ဓာယောဂကင်းတဲ့သူတွေလားမကင်းတဲ့သူတွေမကင်းတဲ့သူတွေနော်ချမ်းသာနေတယ်မထင်နဲ့ယောဂကင်းတယ်မထင်နဲ့အခုသွားနိုင်လာနိုင်စားနိုင်တောက်နိုင်နေနိုင်တယ်ဆိုရင်ပဲလို့ယောဂရှိနေတာပဲဘာလို့စားရတော့မနဲ့မလေးနာနဲ့ဗိုက်ဆာလာပြီဘာလို့စားရတော့ဆိုလို့ရှိရင်ယောဂရှိလို့စားရတာပဲကဲနေ့လေစားတစ်ခါစားပြန်တယ်ဘာလို့စားရတာယောဂရှိလို့မစားရင်အဲ့ယောဂတက်တာလားမစားရင်မတက်တာဘူးမတက်တာတဲ့အတွက်စားတယ်စားလိုက်တော့နည်းနည်းတက်တာသလိုပျောက်ကင်းသလိုဖြစ်သွားတယ်ဒါပေမဲ့အဲ့ယောဂတကယ်ပျောက်ရလားတနေ့တွင်တနေ့တာကာလတွင်မှာတော့2ကြိမ်3ကြိမ်ပြန်ပေါ်လာတဲ့ယောဂနော်စိကိစ္စဆာလောင်ခြင်းဆိုတဲ့ယောဂသည်တနေ့ကို2ကြိမ်3ကြိမ်ဖြစ်တယ်2ကြိမ်3ကြိမ်ဖြစ်ပေါ်လို့ဘုန်းကြီးတို့ပြိဿတ်တွေအနည်းဆုံး2ကြိမ်3ကြိမ်မစားဘူးလားကဲမစားရင်နေတာလားနေတာဘူးပြန်ကြည့်ဒီဆာလောင်ခြင်းကလည်းဘယ်သူရှိလို့ဖြစ်တာခန္ဓာရှိလို့ဖြစ်တာဧတညတ္တယထာဘူတံနိဗ္ဗာနံပရမံဒုက္ခံနိဗ္ဗာနံပရမံဒုက္ခံချမ်းသာတဲ့ကချမ်းသာတဲ့မှာချမ်းသာဆုံးသည်နိဗ္ဗာန်ချမ်းသာဆိုချမ်းသာတန်တံရှိလေပြန်ဘယ်ချမ်းသာကမြတ်ဆုံးနီချမ်းသာတန်တံရှိလေပြန်ဘယ်ချမ်းသာကမြတ်ဆုံးနီများစွာသောချမ်းသာဒုက္ခဆိုတာကြီးရှိပါသည်စားကောင်းတဲ့ချမ်းသာအိပ်ကောင်းတဲ့ချမ်းသာနေကောင်းတဲ့ချမ်းသာစိတ်ချမ်းသာကိုယ်ချမ်းသာစိတ်တိုင်းကြလို့ချမ်းသာနော်နေရထိုင်ရအစဉ်ပြေလို့တက်သားလို့ချမ်းသာအဲ့လိုချမ်းသာမျိုးရှိကြရမှာဘယ်ချမ်းသာကမြတ်ဆုံးလဲဘယ်ချမ်းသာနိဗ္ဗာန်ပရမံဒုက္ခံမြတ်ဆုံးသောချမ်းသာသည်ဘာချမ်းသာနိဗ္ဗာန်ချမ်းသာတဲ့ဆိုချမ်းသာတန်တံရှိလေပြန်နိဗ္ဗာန်ချမ်းသာမြတ်ဆုံးသည်ချမ်းသာတန်တံရှိလေပြန်နိဗ္ဗာန်ချမ်းသာမြတ်ဆုံးသည်နိဗ္ဗာန်ချမ်းသာကချမ်းသာတကချမ်းသာတယ်မှာမြတ်ဆုံးချမ်းသာနိဗ္ဗာန်ချမ်းသာကိုအမြတ်ဆုံးလို့ဘုရားရှင်ကဖော်ပြတယ်ဘာလို့နိဗ္ဗာန်ချမ်းသာအမြတ်ဆင်းရဲကင်းလို့ချမ်းသာတာတခြားချမ်းသာဒုက္ခတွေကဘုန်းကြီးတို့ပြိဿကြီးဆင်းရဲမကင်းသေးဘူးစားကောင်းရင်ချမ်းသာတယ်အိပ်ကောင်းရင်ချမ်းသာတယ်နေကောင်းရင်ချမ်းသာတယ်တော်များများဘုန်းကြီးတို့လူတွေနေနဲ့ပြောမယ်ဆိုလို့ရှိရင်ဒါဝဲအတိကထားစားမကောင်းလို့ရှိရင်ဆင်းရဲတယ်ပေါ့စားလို့အဆင်မပြေစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေရထိုင်ရတော့တက်တာမရှိရင်လည်းစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်တာပဲစားကောင်းရင်ချမ်းသာတယ်နေကောင်းရင်ချမ်းသာတယ်အဲ့ဒီချမ်းသာဒီထဲမှာဘာပါနေသေးလဲလို့ကြည့်ရင်ဆင်းရဲမပါဘူးလားစားကောင်းအောင်လည်းပဲစားနိုင်ဖို့ရှားရတယ်စားနိုင်အောင်စားရအောင်ချက်ရပြုတ်ရတယ်စားပြီးပြန်တော့လေကောင်းလိုက်တာဆိုရင်ပဲလို့စားပြီးတော့လေဘုန်းကြီးတို့တကယ်ကြည့်လို့ရှိရင်ဒုက္ခတစ်မျိုးမပေါ်လာဘူးလားမစားခင်တော့လည်းစားတဲ့ယောဂစားပြီးတော့လေဘာယောဂနေရခက်တဲ့ယောဂမလာဘူးလားစားပြီးတာနဲ့ချက်ချင်းအလုပ်လို့ဆိုလုပ်နိုင်လားစားပြီးတာနဲ့ချက်ချင်းတရားထိုင်ဆိုထိုင်နိုင်လားဟောအဲ့ဒါကြောင့်ဘုန်းကြီးကယောဂီတွေ12နာရီကိုတရားမထိုင်ခိုင်းနော်ဓမ္မတော့12ရက်တနာရီအချိန်ဖြုတ်ထားပြီးရင်ကောင်းမယ်လို့စဉ်းစားတယ်အဲရာသကုကလည်းပူတယ်
နော်ယောဂီကလည်းများတယ်ဆိုတော့အဲ့ချိန်ဖြုတ်ထားရင်တဏှာကြီးတစ်ချိန်လျှော့ထားလိုက်ရင်ကောင်းမလားလို့ဘုန်းကြီးစဉ်းစားသေးတယ်ဒါဖြုတ်ထားပြန်တော့လေယောဂီတွေကငြိမ်ငြိမ်နေမှာမဟုတ်နော်ဒါကြောင့်ဟိုသွားဒီသွားခုလုံးဒီလုံးနဲ့လုံးနေမှာဆိုယောဂီတွေအလုံးတမိုင်နဲ့ထည့်ထားတာကောင်းပါလေနော်တရားထိုင်ခြင်းမဟုတ်ပဲနဲ့တရားနာခြင်းထားလိုက်ကဲပြင်တဲ့စာရင်တမိုင်ထဲမှာပုံမအေးဘူးလားဒါတော့ရက်တောင်တစ်ဖြတ်ဖြတ်နေနော်ကြည့်ပြင်တဲ့စာရင်အများကြီးအေးတယ်ဘုန်းကြီးမှပြင်ဘက်ကျောင်းကနေဒီဘက်လာလို့ရှိရင်တော်တော်လေးပူရှိန်များမှန်သိတယ်ကဲဒီထဲဝင်လိုက်တဲ့ခါအေးသွားတာဒီလိုကာလဒီလိုရာသီဒီလိုအေးစီစီနေရဖို့မလွယ်ဘူးတရားစခန်းတိတ်လူအများကြီးဘုရားတိတ်မဖြစ်စေခြင်းဘာလို့ဆိုတိတ်များလွန်းရင်လေယောဂီတွေလည်းနေရခက်စားခက်ပေါ့ပြင်ပန်းလို့ခုနေရချဒီခမ်းမမှာဒီယောဂီတယောက်တက်ဘလောက်ကျေဝန်ထားမလဲလို့တခါတည်းကမေးတော့3မိပတ်လေလောက်ထားလို့နော်အခုပြန်တိုင်းကြည့်ယောဂီတယောက်စာ3မိပတ်လေပေးထားတယ်ကျင်းလားဒါတော့မှဟိုနောက်ထဲသွားထိုင်တဲ့သူနဲ့ဟိုတန်းသွားထိုင်ဒီနောက်သွားထိုင်နေရှိသေးတယ်နော်ကျင်းမှာအခုဘလောက်ပဲကွာတဲ့သူဖြစ်ဖြစ်လွတ်လွတ်လပ်လပ်ချောင်ချောင်ရှိရှိနေလို့ရအောင်နော်3မိပတ်လေနေရာတကွက်စာတွက်ချက်ပြီးတော့ထားပြီးစားဖို့တောက်ဖို့လည်းပဲလူရှင်တွေအကုန်လုံးပြည့်ပြည့်စုံစုံလူတန်းပေးတယ်ဝေယဝိဆတွေလည်းတက်တက်ကြွကြွဆောင်ရွက်ပေးတရားစခန်းတစ်ခုတရားရည်တာတစ်ခုမှာတကယ်ကြည့်လို့ရှိရင်ဝေယဝိဆလုပ်တဲ့လူတွေကပင်ပန်းတယ်နော်အခုလူ1500ချက်ရပြုတ်ကစီမံရဝေယချမ်းသက်တာလားစီမံခန့်ခွဲရတာရောသက်တာလားဘယ်သူသက်တာတရားထိုင်တဲ့လူရောသက်တာလားသက်တာပါလေတော့တရားထိုင်တဲ့လူကသက်တာဆုံးပဲဟုတ်လားကဲအေးစီစီလေးအရေးထဲမှာပဲနေရတယ်တက်တောက်သက်တာပဲနေရတယ်ဒီဘုန်းကြီးပန်ကလည်းဖွင့်ထားပြီးအဲကွန်လည်းဖွင့်ထားပြီးဒါမှမလုံလောက်လို့ရှိရင်ပလင်းပေါက်ပါဖွင့်ထားပေးလိုက်ဆိုပြီးတော့ပူချိန်ရော့အောင်လို့စားဖို့တောက်ဖို့လည်းအစဉ်ပြေနေဖို့လည်းအစဉ်ပြေတရားကျင့်ဖို့လည်းအစဉ်ပြေမြတ်မြတ်တတ်ဖြစ်အောင်ထားတာတော့မှဆင်းရဲကင်းလားမကင်းဘူးဘာလို့ဆင်းရဲနေလဲဆိုရင်ခန္ဓာရှိလို့ဆင်းရဲတယ်နော်ခန္ဓာရှိရင်ဘယ်နေရာနေဘယ်ရောက်ဘလောက်ပဲတင့်မြတ်တတ်အောင်ချမ်းသာအောင်ထားချမ်းသာအောင်နေဘာရှိနေမှာဆင်းရဲရှိတယ်အေးဆင်းရဲကင်းကျင်တဲ့လုံးဝဆင်းရဲမရှိတဲ့နေရာမှာပဲနေကျင်နေဆိုရင်ယောဂီတွေဘယ်သွားနိဗ္ဗာန်ပဲရှိတယ်တဲ့ဖေဟာနိဗ္ဗာန်နဲ့ပရမန်ဒုက္ခအခုချမ်းသာလို့ပြောတဲ့နိဗ္ဗာန်နဲ့ဘုန်းကြီးတို့ခန္ဓာနဲ့ရှင်းကြည့်ပေါ့ခန္ဓာရှိရင်ဆင်းရဲတယ်ခန္ဓာချုပ်ငြိမ်းရာနိဗ္ဗာန်သည်ချမ်းသာတယ်ဘာကြောင့်နိဗ္ဗာန်ကချမ်းသာလဲဆင်းရဲကင်းလို့ချမ်းသာတယ်ခန္ဓာမရှိလို့ကိုချမ်းသာတယ်ခန္ဓာရှိရင်ဆင်းရဲရှိတယ်အနည်းဆုံးခန္ဓာရှိရင်အဆိုးဝါးတဲ့ယောဂစောစောကပြောတဲ့ဆာလောင်မွတ်သိခြင်းပေါ့ကျန်တဲ့ခေါင်းကိုက်တာတို့နှာစီးတာတို့ဖျားတာနာတာတို့ယောဂပေါင်းစုံ96ပါးသောယောဂတို့မရှိရင်တောင်မှလူတိုင်းမကင်းတဲ့ယောဂသည်စိကိစ္စဆာလောင်မွတ်သိခြင်းယောဂကင်းလားယောဂမကင်းဘူးဘာလို့ယောဂတွေရှိခန္ဓာရှိလို့ယောဂတွေဒီခန္ဓာမှာပဲတည်တယ်ခန္ဓာမှာပဲမိတယ်အဲ့တော့ခန္ဓာမရှိတဲ့ခန္ဓာချုပ်တဲ့နိဗ္ဗာန်ဒီသာလျှင်ချမ်းသာတကယ်ချမ်းသာကိုဘုရားရှင်ကညွှန်ပြဒါဗုဒ္ဓမြတ်စွာဒီဒေသနာအာလာဝီပြည်မှာတည်င်းသုံးတဲ့ခိုက်တခါတယောက်အကြောင်းပြုပြီးတော့ဟောတဲ့တရားမြတ်စွာဘုရားရှင်ကသဝတ္တိပြည်စေတော်ကျောင်းတိုင်းမှာတရင်သုံးတယ်။နာနဲ့မိုးတောက်လင်းရောက်တဲ့ချိန်ကျွတ်ထိုက်တသူဘသူရှိသလဲ။နော်မဉ္ဇဉ်ဖွဉ္ဇဉ်ရဲ့ထောက်ရမိရဖြစ်တဲ့သိဉာဏ်တွေပြည့်စုံနေတဲ့သူတရားဟောရင်သိမြင်နားလည်နိုင်တဲ့သူကျွတ်လွတ်နိုင်တဲ့သူဘသူရှိသလဲလို့ဆင်ញင်ကြည့်တဲ့အချိန်ခါမှာအာလဝီပြည်ကဆင်းရဲသားလေးတယောက်ကိုမြင်တယ်။ဘု
ဗုဒ္ဓသတင်းသုံးတာကတာဝတိကျွတ်မဲ့သူကအလာဝီတန်ဃာ900နဲ့မြတ်စွာဘုရားရှင်ကြွသွားတယ်နော်အလာဝီပြည်ကိုဗုဒ္ဓမြတ်စွာကြွသွားတယ်ဒီဆင်းရဲသားလေးရဲ့ဥပနိတယတရားရမှာကိုမြင်လို့ကြွသွားတယ်မြတ်စွာဘုရားနဲ့တန်ဃာတော်ရှင်မြတ်တီကြွလာတယ်ဆိုတော့တစ်မျိုးလုံးကအုပ်အုပ်ကြက်ကြက်ကိုကြိုဆိုကြဖူးမြော်ကြရှိခိုးကြောကြလူကြတန်းကြပေါ့ဝတ္တအားနဲ့ကုသိုလ်ကောင်းမှုတွေပြုကြအဲ့မှာမြတ်စွာဘုရားထံကတရားနာမယ်လို့တရားနာပရိသတ်တွေအလုံးဟာစောင့်မျှော်နေကြတယ်ဘုရားရှင်ကြွလာပြီဆိုလို့ရှိရင်ရောက်ရဒေသမှာဘုန်းကြီးတို့မဖြစ်မနေဆောင်ရွက်တာတရားဟောခြင်းပဲခုကြွသွားတာလည်းပဲတရားဟောဖို့ပဲကြွသွားတယ်ကြွသွားတဲ့မြတ်စွာဘုရားရှင်ဘသူဟောခြင်းလို့ကြွတာလေလို့ကြည်လိုက်တော့ဒီမှာပရိသတ်တွေထောင်တောင်းချီပြီးတော့ရှိတဲ့မြို့သူမြို့သားတွေနော်အဲ့ဒီထဲမှာဘုရားဟောမဲ့မြတ်စွာဘုရားဟောခြင်းနဲ့ဆင်းရဲသားလေးကမပါသေးဘူးပရိသတ်တွေမှာမရောက်သေးဘူးမရောက်သေးတော့မြတ်စွာဘုရားတရားမဟောဘဲနဲ့စောင့်နေနော်ဘာလို့ဘုန်းကြီးတို့သဘောပေါက်မိလဲဆိုတော့ပရိသတ်အရေးအတွက်ကိုဘုရားရှင်ကကြည်တာမဟုတ်ရောက်နေတဲ့မြို့သူမြို့သားပရိသတ်တွေထောင်ပေါင်းချီပြီးတော့တတိတကြတွေရောမင်းဆိုးရစားတွေရောပညာရှင်တွေရောအများကြီးပေါ့ကဲသူတို့ကတရားရနိုင်တဲ့ခြေနေမရှိဘူးတရားရနိုင်တဲ့ခြေနေရှိတဲ့သူကခုနဆင်းရဲသားလေးတယောက်အဲဆင်းရဲသားလေးကဒီပရိသတ်ထဲမှာမပါသေးဘူးမပါသေးတော့ဘုရားရှင်တရားဟောလားမဟောဘူးပရိသတ်တွေကမြတ်စွာဘုရားတရားဟောတော့မလားလို့စောင့်အဲ့ဒီအချိန်ခါမှာဘုရားရှင်ရည်ညွှန်းနေတဲ့ဆင်းရဲသားလေးကသူကလည်းသိတယ်မြတ်စွာဘုရားဒီနေ့နော်အလဝိပြည်ကြွလာလိမ့်မယ်ဘုရားကြွလာရင်တော့တရားသွားနာအောင်မှပဲရောက်ရမှာဘုရားရှင်ကိုရောမြတ်ကြီးကဝိနည်းတ္တဝါတွေကိုချွေချွတ်ဆုံးမတဲ့တရားတွေဟောတော့ငါလေကြွလာတဲ့ဘုရားရှင်ဖူးရင်းနဲ့တရားနာမယ်စိတ်ကူးတယ်တိုးတော့သူမှအခက်ခဲတစ်ခုဖြစ်တာသူပိုင်တဲ့နွားတကောင်ပြောင်းအဲ့မနေ့မှနွားတကောင်ကခြိထားတဲ့ကြိုလို့ပြီးတော့နွားပြောက်တယ်တရားနာသွားမယ်အချိန်ခါမှာသူဘာဖြစ်နွားပြောက်တရားအရင်သွားနာရင်ကောင်းမလားနွားပြောက်အရင်ရှာရင်ကောင်းမလားသူစဉ်းစားတယ်သူဘက်ကသူစဉ်းစားရမယ်ပေါ့တရားလည်းနာကျင်တယ်ဒါတစ်ဖက်ပေါ့ဆန္ဒတစ်ဖက်ကလည်းပဲပျောက်နေတဲ့နာကိုရှာခြင်းတယ်ဒီမှာစဉ်းစားရပြီသူနွားပျောက်ရှာမလားတရားနာမလားပေါ့ဘုန်းကြီးတို့ပြိဿဆိုလို့ရှိရင်ဘာကိုရွေးနွားပျောက်ရှာမလားတရားနာဒါနွားမရှိလို့ဖြစ်မှာနော်နွားမပျောက်သေးလို့ဖြစ်မှာကဲသူဆင်းရဲသားလေးကဒီနွားလေးပဲသူမိခိုပြီးတော့နေရမိပြုတ်ပြီးတော့နေရတာဒီနွားပျောက်ဆုံးသွားလို့ရှိရင်သူ့မှာအစားပြန်ရဖို့လည်းမလွယ်ဘူးပြန်ဝယ်နိုင်ဖို့လည်းမလွယ်ဘူးလွယ်ဘူးအေးတရားနောက်မှပဲနာလို့ရပါလေနွားပျောက်အရင်ရှာမယ်ဒါတဘာဝကြသူစဉ်းစားတာပဲဘုန်းကြီးတို့ကလက်ခံတယ်နော်ကိုလေအရေးကြီးတဲ့အလုပ်အခုမှသိအရေးကြီးတဲ့အလုပ်ရှိနေတယ်ဆိုလို့ရှိရင်တရားနာမလားဒီလုပ်မလားဆိုလို့ရှိရင်ဘာပြောအလုပ်မလားတရားနာမလားဆိုဘာပြောလုပ်မှာပေါ့ဒီမှာသိရှိတကယ်အရေးကြီးတဲ့စီးပွားရေးဘုန်းကြီးတို့စီးပွားရေးကအရေးကြီးနေတယ်တစ်ဖက်ကတရားနာဖို့အရေးကိစ္စလည်းရှိတယ်ယောဂီတွေရွေးကြည့်စမ်းပါတရားနာမလားစီးပွားရေးပဲသွားစီးပွားရေးပဲသွားမယ်ဒါရထင်းရွာလည်းနေဒီတိုင်းပဲစဉ်းစားရမှာကဲတရားနာမလားတာရေးသမီးရေးလုပ်မလားဆိုရင်တာရေးသမီးရတယ်အရေးမကြီးဘူးလားအေးတာရေးသမီးပဲပေါ့ကဲတရားနာမလားလူမှုရေးကိစ္စတွေဆောင်ရွက်မလားဆိုရင်ဟ
ဟောလူမှုရေးသူကကုန်နေပြီအဲ့ဒါမေးနဲ့တရားဘက်ကိုမရောက်တော့တရားဘက်ကိုပြန်မရောက်လာတော့လူမှုရေးကလည်းအရေးကြီးတာပဲစီးပွားရေးကလည်းအရေးကြီးတာပဲအလုပ်ကိစ္စကလည်းဘယ်ဟာအရေးမကြီးတရားအရေးမကြီးဘူးလားခံယူချက်နော်ဒါလူသဘာဝလူသဘောတရားတွေသွားခေါ်နေတယ်ဘုန်းကြီးတို့တွေနေတိုင်းညတိုင်းတရားခေါ်လမ်းနဲ့တရားခေါ်တလန်းလုံးနာသလားလို့ကြည့်အိမ်တိုင်းနာသလားလို့ကြည့်အိမ်ရှိလူကုန်တရားနာသလားလို့ကြည့်အကုန်နာလားသူအရေးသူကိစ္စနဲ့နော်အပြည့်ပြောလို့မရအောင်တာရေးသမီးအရေးကြီးတဲ့သူကလည်းကြီးနေတာစီဝါရေးဘက်ကိုလှည့်ရသူကလည်းလှည့်တာလူမှုရေးလုပ်တွေရှိနေတဲ့သူကလည်းရှိနေတာပဲပုံမှန်တမွေးဝမ်းကြောင်းလှုပ်ရတဲ့သူကလည်းလုပ်နေရတာအခုဒီနွားပြောက်ရှာတဲ့သူကလည်းဒီတိုင်းပဲသူစဉ်းစားတယ်နွားပြောက်ရင်ရှာမလားတရားရင်နာမလားနောက်ဆုံးတရားနောက်နာလို့ရတာပဲနွားပြောက်သွားလို့ရှိရင်ခက်အောင်မယ်ဆိုပြီးတော့ပါရှာတယ်နွားပြောက်ရှာတယ်သူနွားပြောက်ရှာနေတဲ့ချိန်ခါမှာတစ်ဖက်ကကြည့်မြတ်စွာဘုရားကသူ့ကိုတရားခေါ်ဖို့မလုပ်နေဘူးစောင့်နေတာတရားဟောဖို့စောင့်ကျန်တဲ့ပရိသတ်တွေစုံနေပရိသတ်ပေါင်းများစွာစုံနေမဟုတ်ဘုရားရှင်မဟုတ်ဆိုတော့တရားနာပရိသတ်လည်းဘာမှမလျှောက်ရဲဘူးပေါ့ဘူးမျောပြီးတော့ကြည်ညိုပြီးတော့နေမြတ်စွာဘုရားလည်းဒီတိုင်းပဲသတင်းသုံးတယ်ဟောနွားပြောက်ရှာတဲ့လူကလည်းတော်တဲ့တောင်တွေသွားပြီးတော့သူ့နွားမရအောင်ရှာတယ်တမနှလုံးနွားပြောက်ရှာလိုက်တာမွန်လွယ်ပိုင်းခုလိုမျိုးတနိုင်နှစ်နိုင်လောက်မှဟိုးတော်တယ်မှသူ့နွားလေးပြန်တွေ့နွားလေးပြန်ခေါ်လာပြီးတော့တင့်တော်အမှာထားတယ်တင့်တော်အမှာထားတယ်အိမ်ပြန်မယ်လို့သူမစင်စားအောင်တရားပွဲကိုသွားတယ်ပဲသွားတယ်တရားပွဲကိုသွားတယ်သူ့မှာတရားသွားနာခြင်းတဲ့စိတ်အပြည့်အဝရှိတယ်ဒါပေမဲ့အခြေအနေရဘလို့မှကိုမဖြစ်လို့သာတရားပွဲမသွားတာသွားခြင်းတဲ့စိတ်ရှိတယ်ဘုရားရှင်ဖူးခြင်းနဲ့တရားနာခြင်းနဲ့ဒီဆန္ဒကတော့ပြင်းပြင်းပြတ်ပြတ်ရှိတယ်အဲကြောင့်တင့်တော်မှာနွားလေးကျိုးချီပြီးတော့ထားခဲ့တမင်မစားသေးဘူးဘုရားရှင်ထံသွားတယ်ဟောမြတ်စွာဘုရားနဲ့တန်ဃာတွေအားလုံးဆုံးဖုံးပြီးနော်အားလုံးကဆုံးဖုံးပြီးနေကင်းတနာရီနှစ်နာရီပေါ့ဒီလိုအချိန်မျိုးရောက်အဲ့ဒီကြတော့မှဒီနွားပြောက်တာတွေ့သွားတဲ့ဆင်းရဲသားလေးကဟိုပြိတ္တနောင်နာကိုရောက်လာတယ်ဘုရားရှင်ကမြင်လိုက်တယ်ဘုရားရှင်ကမြင်လိုက်တယ်မြတ်စွာဘုရားသိလဲသိတယ်ဒီအမျိုးကောင်းသားသည်သမီးမစားသေးဘူးဘာဖြစ်နေလဲဆိုဆာလောင်မွတ်သိပ်ဆာလောင်မွတ်သိပ်ဆာလောင်မွတ်သိပ်ပြီးတော့ဒီဆာလောင်မှုယောဂနှိမ့်ဆက်ခံရလို့ရှိရင်တရားဘက်ကိုအပြည့်အဝနှလုံးမသွင်းနိုင်အာယုံမပြုတ်နိုင်ဘူးဆိုတာကိုလေဘုရားရှင်ကသိတယ်အဲ့ဒါကြောင့်ဝိယဝဆလုပ်တဲ့သူတွေကိုခေါ်ပြီးတော့ကဲမင်းတို့ဆွမ်းကြံကွန်းကြံများရှိသေးလားလို့မေးအမြတ်စွာဘုရားမေးတယ်ဆိုတော့မရှိဘူးပဲပြောမရှိပါစေဘုရားကဲအဲ့ဒါဆိုလို့ရှိရင်တဲ့ဟိုနောက်ဆုံးကမောကြီးပန်းကြီးနဲ့ရောက်လာတဲ့ဆင်းရဲသားလေးအဲ့ဒီအမျိုးကောင်းသားလေးကိုခုခတ်ပြင်ဆင်ပြီးတော့ကျွေးလိုက်စမ်းပါတရားမဟုတ်သေးဘူးနော်တရားမဟုတ်သေးဘူးဘာလို့ခိုင်းသမင်းကျွေးခိုင်းအခန့်ခိုင်းကကျွေးလိုက်ပါဦးကကျွေးတော့လေစားနေတဲ့သူကစားတယ်ပေါ့ကဲသူကစားပြီးတော့ပင်မမှုတဲ့တော်တော်ရော့သွားတယ်ဆာလမုတ်သိမ့်မှုလည်းပြေသွားတယ်အဲ့ဒီအချိန်ကြတော့မှမြတ်စွာဘုရားကတရားဟောတယ်မြတ်စွာဘုရားရည်ရွယ်ထားတဲ့အတိုင်းသိတော်မူမြင်တော်မူတဲ့အတိုင်းတရားဟောပြီးတဲ့ချိန်အဲ့ဒီအမျိုးသားသောတာပန်ဖြစ်သွားတယ်ဘာဖြစ်သွားကျန်တဲ့ပရိသတ်တွေမြောက်များစွာတရားတူတရားမြတ်ရသွားတယ်လို့ဖော်ပြမထားဘူးဘုန်းကြီးတို့ဗုဒ္ဓစာပေမှာသတိထားကြည့်တယ်တခြားသူတွေရောတရားရသွားလားလို့ဂယုတစိုက်ဖတ်ကြည့်တယ်မတွေ့ပါဘူး
ဒီမျိုးကောင်းသားတယောက်ပဲတရားရတယ်ကဲသူ့အတွက်ကိုပဲဗုဒ္ဓမြတ်စွာသည်တမင်တကာသာဝတ္ထိကနေအလဝိထိကြွအလဝိထိကြွတယ်သူမရောက်မချင်းပြိဿဆုံးလင်းနေတော်လဲပဲတရားမဟောပဲနဲ့စောင့်ဆိုင်နေကဲဒါကိုတရားပွဲပြီးရောတချို့ကတိတ်သဘောမကျရှိသမောင်မြတ်စွာဘုရားတွေတို့တွေစောင့်နေတာကြားလာတခါလေးပေါ့တက္ကမတွေပေါ့သူကစောင့်နေတာကြာလာပြီမြတ်စွာဘုရားတရားမဟောကိုဆင်းရဲသားငတ်ပြတ်နေတဲ့ကောင်လေးမရောက်မချင်းတရားမဟောသေးဘူးကဲရောက်တော့လေတရားဟောတာမဟုတ်ဘူးတဲ့ကျွေးပါအောင်မွေးပါအောင်ဆိုလို့ကျွေးရမွေးရသေးတယ်ကျွေးရမွေးရသေးတယ်သူ့ကိုပဲစောင့်နေပုံရတယ်ဘာလို့တာလဲမသိဘူးဆိုပြီးတော့ဘုရားရှင်ကိုဝေဖန်နေတယ်မြတ်စွာဘုရားလည်းဝေဖန်တဲ့သူမရှိဘူးမထင်နဲ့ရှိတာပဲနော်အမှန်တကယ်လေးပဲဘုရားရှင်ကိုယ်တိုင်ကကျွေးလိုက်ပါအောင်စားပါအောင်ဆိုပြီးတော့ပြင်ဆင်ကျွေးခိုင်းတဲ့သူဘုန်းကြီးတို့ဒီဗုဒ္ဓရဲ့45နှစ်ခရီးမှာအဲ့တယောက်ပဲတွေ့ဘူးလေမြတ်စွာဘုရားသာသနာပြုတဲ့ခရီးတစ်လျှောက်မှာသူတယောက်ကိုပဲအဲ့လိုမျိုးနော်ကျွေးခိုင်းမွေးခိုင်းတာတွေ့တယ်ကျန်တဲ့သူတွေတတိတကြွယ်တွေမင်းဆိုးရစာတွေပညာရှင်တွေရရှိရာကနေဘလောက်ပဲလာလာမူကြီးမတ်ရသေနာပတိတွေအခါလိုက်ပါအောင်ကျွေးလိုက်ပါအောင်မွေးလိုက်ပါအောင်လို့ပြောတာရှိကိုမရှိဘာကြောင့်သူ့ကိုဒီလောက်တောင်ချီးမြှောက်ရတာလဲဘာကြောင့်ဒီလောက်တောင်အရေးတယူဂရုစိုက်နေတာလဲဆိုလို့ရှိရင်တရားရမဲ့သူဘိန်းတော်ပရိသတ်ဘယ်သူတော့ကဲတူလားတရားရမဲ့သူနဲ့မရမဲ့သူဘယ်သူဥစားပေးတရားရမဲ့သူဥစားပေးဘုရားရှင်အလေးထားဂရုစိုက်တယ်ဆိုတာဘယ်သူကိုဂရုစိုက်တရားရမဲ့သူကိုဂရုစိုက်တာတရားရမဲ့သူဂရုစိုက်တကယ်လို့သာဒီမှာသမင်းမစားခိုင်းမဲနဲ့တရားဟောရင်ဒီအမျိုးသားသည်တရားရဖို့လွယ်ပါမလားကဲဘုန်းကြီးတို့ပြိဿကိုအခုနေစုံမကျွေးရတဲ့ဘုန်းကြီးကတနိုင်ခွဲတရားဟောမယ်ပြောင်းဆံကုန်လိမ့်မယ်နော်တရားနာဖို့လွယ်ပါစားလိုက်တာဆိုပြီးတော့နော်ဟောတဲ့တရားအာယုံဆိုင်နိုင်မလားကိုရက်စာကြီးဟိုမှာ10မိနစ်လုံးပင်ပန်းပန်းသွားလာလောက်ကင်စားလောင်နေတဲ့အတွက်သူ့စားပြီးမှဟောတယ်ပူပန်မှုစားလောင်မှုငြိမ်းသွားတဲ့အချိန်ကြတော့မှတရားဟောပြီးတရားလည်းတကယ်ရသွားတယ်အဲ့ဒီလိုကိရကြတဲ့သူတွေအပြစ်တင်ကြတဲ့သူတွေကိုရှင်းပြတဲ့အနေနဲ့ဘုရားရှင်ကဒီတေသနာကိုဟောတယ်ဇိကိစ္ဆာပရမယောဂယောဂများစွာရှိလျာမှအဆိုးဆုံးသောယောဂသည်ဆာလောင်မသိခြင်းယောဂများစွာရှိရာမှအဆိုးဆုံးသည်ဘာယောဂသို့ယောဂများစွာရှိလျာဆာလောင်ခြင်းဟာအဆိုးဆုံးသည်ယောဂများစွာရှိလျာဆာလောင်ခြင်းဟာအဆိုးဆုံးသည်အဆိုးဆုံးသောဒီယောဂကိုမကူဘဲနဲ့တရားရနိုင်ဖို့မလွယ်လို့ကျွေးမွေးတဲ့စားတောက်စေတယ်အဆိုးဆုံးပဲဘိန်းတို့လူတွေမှာအဓိကနော်အစာအာဟာရတက်ရှိကြမှာဖို့လေအရေးကြီးဆုံးပဲစားဖို့နေရင်ကအဓိကကြာဆုံးပဲဆင်းရဲငကောင်းမလာတဲ့အခါဆင်းရဲမွဲတည်လာတဲ့အခါမှာနော်တုံတန်ယုံဆင်းရဲမွဲတည်မှုကိုသိခံနိုင်တယ်စားစရာမရှိတော့တဲ့အထိဖြစ်လာပြီဆိုလို့ရှိရင်သိခံနိုင်သေးလားသိမခံနိုင်တော့ဘူးဒါသူကိုပဲအဲ့ဒါနော်တယောက်ချင်းတူးချင်းနေနေပဲကြီးကြီးအိမ်တော်စုတစ်ခုနေနေပဲကြီးကြီးနိုင်ငံတစ်ခုနေနေပဲကြီးကြီးစားစရာမရှိတော့ဘူးဆိုလို့ရှိရင်ပျက်စီးဖို့ပဲဒုက္ခရောက်ဖို့ပဲများတယ်မြတ်စွာဘုရားရှင်ကဆာလောင်မသိမှုကိုပြပြအောင်ရှေးဥစွာစားတောက်စေတယ်စင်ញင်နှလုံးသွင်းရမယ်ငါတို့ဒီလိုဆင်းရဲဒုက္ခဆာလောင်မသိခြင်းဆိုတဲ့ဒီဆင်းရဲခြင်းရှိနေတယ်ဘဝတိုင်းမှာဒီဆင်းရဲဒုက္ခကိုနေ့စဉ်နေ့တိုင်းခံစားနေရတယ်တခါတလေကြုံလာလားနေ့တိုင်းကြုံလာလားတချို့ဥပုသ်ဆောက်ခြင်းတယ်
ဥပုသ်ဆောက်ခြင်းတယ်ဥပုသ်ဆောက်တာကောင်းတာပေါ့လို့ဘုန်းကြီးတို့ကအားပေးဘာပြောလို့ဆိုတော့ရှင်ပြစောက်တော့စောက်ခြင်းပါတယ်ဘုရားတဲ့အစမခံနိုင်ဘူးညနေစာမစားပဲနဲ့မနေနိုင်ဘူးကဲအဲ့တော့လေသူခွင့်လွှတ်တယ်ပေါ့သူကယောဂရှင်ဖြစ်နေတာမနေနိုင်ဘူးတော့သူနေနိုင်တယ်လို့စောင့်ပါစီပေါ့ဒီသဘောပဲထားတယ်ဒါပေမဲ့သီးခံအလေးကျင့်လုပ်ရင်တော့ရပါတယ်ဘုန်းကြီးတို့ဒီနေလဲညစာစားတော့ချင်းတချို့ကတိတ်ကိုခက်ခဲကြီးတစ်ခုနေနေထင်ဥပ္ပစောခြင်းမရှိတဲ့သူတွေကတိတ်ပင်ပန်းသလိုတိတ်ခက်ခဲသလိုခံစားရတယ်ယောဂီတွေလည်းတူတူပေါ့အခုတုံလမဦးစင်းတွေကိုရင်တွေလည်းတူတူပေါ့အများတန်းစားနေကြချိန်မစားရင်ဘာဖြစ်စားတာတရက်နှစ်ရက်လောက်တီးခံလိုက်ရင်တော့ဖြစ်သွားတာပဲเนาะအလုံးစုံတရက်နှစ်ရက်ပေါ့ဒီတရက်နှစ်ရက်လေးမှမအောင်ဤနိုင်လို့ရှိရင်တော့မလွယ်ခုဘုန်းကြီးတို့ကဒါချိန်ပြောင်းလာတာမနေ့စောကြီးညနေစာမစားတဲ့အတွက်ကြောင့်မလို့မနေ့အာယုံတက်တာနဲ့အာယုံဆုံးဖုံးပေးကြတယ်မနေ့9နိုင်ခွဲ6နိုင်အာယုံဆုံးဖုံးပေးနေ့လကင်းဘက်7နိုင်ခွဲတစ်ချိန်ဖုံးပေးကညနေကျချိုရေတောက်တာနဲ့ရေတောက်တာနဲ့ပေါ့လုံနဲ့နေလိုက်လို့ရှိရင်တော့သီးခံပြီးတော့နေမရနိုင်ဘူးလားရနိုင်တာပဲအဲ့ဒီသီးခံခြင်းချိုးကြံခြင်းတွေလည်းကောင်းဆုံးသောအကျင့်ကုသိုလ်ကောင်းမှုဖြစ်တယ်လို့ခံယူနိုင်ရင်ဒီယောဂဘုန်းကြီးတို့ပြိဿကသီးခံဖို့မခေရင်စေပါတိလထိန်တယ်ဥပုသ်ဆောက်တယ်အဓိကမနိုင်နေကြတာကဒီဝိကာလဘောဇနသိက္ခာပုဒ်သိပြဿနာကြီးလုပ်နေကြတချို့ကဆာလို့ဖျားတချို့ကဘယ်လောက်တိဈေးစစ်တုံးဆိုတော့ရှင်ဖျားဘစ်ကစ်လေးတော့မရဘူးလားနော်ဟွာလေးတော့မရဘူးလားဒီဟာလေးတော့မရဘူးလားနဲ့သူတို့ကဲဘုန်းကြီးတို့ကရှော့ပြီးလို့ရတာမဟုတ်မြတ်စွာဘုရားဒီလိုဆိုဒီလိုပဲသွားမှာပေါ့နော်တပည့်တော်တို့မတိမသားလေးစားရင်ရောမရဘူးလားလာသေးနော်သူတို့ကဘယ်လိုလဲအကျင့်နေရှိနေမှမသိနော်အဲ့တော့တိတိတာတာဖြစ်ဖြစ်မတိမသားဖြစ်ဖြစ်ဘုန်းကြီးတို့ခွင့်ပေးစရာအကြောင်းမရှိဘူးတန်ရှစ်ပါးသီလဆောက်ရင်ဒါလေးတော့ခရုဒီဇိုင်းနဲ့ထိမ့်ဖို့မလိုဘူးလားကိုကဥပုသ်ဆောက်တာ4-5ရက်တရက်နှစ်ရက်လောက်သိခံလိုက်လို့ရှိရင်ပြဿနာမရှိဘူးဒါမှမဆောက်ထိန်နိုင်ဘူးဆိုလို့ရှိရင်အလွန်ကြီးမားတဲ့အခွင့်အရေးဆုံးရှုံးသွားတယ်သီလကုသိုလ်7ပါးသီလခံယူဆောက်တင်ရတဲ့ကုသိုလ်မရတော့မနဲ့လဲသတိထားတော့နဲ့ကြလို့ရှိရင်ပဲချင်းဖုံးပေးလို့ရလဲဆိုအာယုံတက်ချိန်တော့သတိထားပဲချင်းကဲအာယုံတက်ချိန်ကအနည်းဆုံး9နိုင်ခွဲလို့မှတ်ဘုန်းကြီးတို့ငငယ်ကဒီ14နှစ်12နှစ်လောက်ပေါ့ဥပုသ်ဆောက်တယ်တော်ငယ်ပါသေးတယ်5-6တန်းဥပုသ်ဆောက်တော့စောင့်ဆိုတော့ဥပုသ်ဆောက်တယ်ပေါ့စိတ်ထဲသိနေတာတော့ကလေးဆိုတော့ဘယ်လိုနားလဲတာလဲဆို12နိုင်ကြော်ရင်တော့စားလို့ရပြီပဲတွက်တယ်12နိုင်ကြော်ရင်ကိုရီးယားကျောင်းမှာစတင်တာ12နိုင်ကြော်ရင်တနေ့မကူဘူးလားည7နိုင်တကောင်လွန်သွားလို့ရှိရင်နောက်တရက်ပြောင်းပြီပေါ့ဥပုသ်ဆောက်တာဒီနေ့ဆောက်ည7နိုင်လွန်ရင်တော့စားရပြီဆိုပြီးတော့ဒါနိုင်ပဲထားကြည့်နိုင်ထားကြည့်ပြီးတော့7နိုင်ကြော်ရင်လူကြီးတွေကအဲ့နဲ့ကိုကထားပြီးတော့တွေ့တာစားလိုက်နောက်ကြမှနောက်တစ်နှစ်လောက်နေဘုသုတ္တလေးပါဠိရတရားလေးပါဠိနာတော့မှသဘောပေါက်သွားတယ်အဲ့လိုလုပ်လို့မရအောင်ဘယ်ချိန်မှစားလို့ရအာယုံတက်မှစားလို့ရတယ်အာယုံတက်တယ်ဆိုတာဒီကောင်းကင်ကအလင်းရောင်နေလေးထွက်လာတာအလင်းလေးပေါ်လာတာကိုအာယုံတက်တယ်လို့ခေါ်တယ်အနည်းဆုံး9နိုင်ခွဲလို့သတ်မှတ်ပေါ့အနည်းဆုံးပဲချိန်ကဲအဲ့တော့စောပြီးတော့မစားစင်နဲ့စားလို့ဆိုပြီးတော့နော်9နိုင်ခွဲလောက်မှစားရင်ဒါလွတ်လွတ်ကျွတ်ကျွတ်ဥပုရဆိုးတဲ့ယောဂဖြစ်တာမှန်တော်လဲဘုန်းကြီးတို့ကသီးခံအောက်ဤထိမ့်သိမ့်လို့ရှိရင်ဒီယောဂကိုကျော်လွှားနိုင်တယ်ဇေကိစ္စပရမရောဂယောဂများစွာရှိရာမှာအဆိုးဆုံးသောယောဂသည်ဇာလောင်မသိခြင်းမှာဆင်းရဲများစွာရှိလျာမှာအဆိုးဆုံးသောဆင်းရဲဆိုတာခန္ဓာတဲ့သင်္ခါရပမာသင်္ခါရသမုပမာဒုက္ခဆိုဆင်းရဲများစွာရှိလျာခန္ဓာဆင်းရဲဆိုဆုံးသည်ဇ
ဆင်းရဲများစွာရှိလေရာခန္ဓာဆင်းရဲဆိုဆုံးသည်ဘာဆင်းရဲဆိုတော့အဲ့ဒါလေးတော့မြင်အောင်ကြည့်ကိုယ်မှရှိနေတဲ့ခန္ဓာတစ်သက်လုံးကိုနေတဲ့ခန္ဓာကိုယ်နဲ့မကွာနေတဲ့ဒီခန္ဓာဒီကိုယ်ကိုနှိမ့်ဆက်ဆုံးပဲဘုန်းကြီးတို့အမတန်မုန်းတီးเสียကောင်းတဲ့ကြောက်เสียကောင်းတဲ့ယံသူအတော်မှအဲ့လောက်မနှိမ့်ဆက်နိုင်တော့ကိုဒုက္ခပေးတိုင်းပါတယ်ဆိုတဲ့သူတွေခန္ဓာလောက်တော့ဒုက္ခမပေးယံသူတွေခန္ဓာလောက်တော့မနှိမ့်ဆက်ဘူးကိုနှိမ့်ဆက်ဆုံးခံရခဲ့အောင်အမြဲတမ်းပြုနေတာသည်ခန္ဓာတစ်ဆက်မှကိုမသက်တာတစ်ချိန်မှကိုမသက်တာအောင်ပြုနေတာသည်ခန္ဓာခုငြိမ်ငြိမ်လေးထိုင်ယောဂီတွေနေပူတယ်နော်အရေးအာဝတ္တအောင်မှအေးဆေးလေးနေတက်တော့တက်တာလေးနေမနေနိုင်ဘူးနော်ဘယ်သူကနှိမ့်ဆက်တာထိုင်နာကြာတော့လေပင်ပန်းနေထိုင်နေတာကြာတော့လေနေရခက်လာတယ်ကဲအဲ့လိုဆိုလို့ရှိရင်ရက်နေကြစို့ဆိုရင်ရောရက်နိုင်လားကြာမရက်နိုင်စဉ္ညာလျှောက်နေဒီလောက်ညောင်းနေလို့ရှိရင်စဉ္ညာလျှောက်တပတ်ပြီးတပတ်ဆိုတော့သွားနိုင်လားကဲတို့ကဘာလုပ်နိုင်သေးထိုင်လည်းမထိုင်နိုင်ရက်လည်းမရက်နိုင်စဉ္ညာလည်းမလျှောက်နိုင်ဘာလုပ်တာကောင်းတမျိုးပဲကြံတော့ဣရိယာပုတ်၄ပါးမှာလျှောင်းထိုင်ရက်သွားကဲအခုထိုင်လည်းမရရက်လည်းမရသွားလည်းမရတော့ဘာကြံသေးမလေးဒီမှာသာတယောက်နဲ့ဣရိယာပုတ်နဲ့ရှုဆိုအတုံးယုံနေမှာနော်အတုံးယုံနေမှာဒါတော့ဘုန်းကြီးတရင်ကြဘုန်းကြီးပြန်သွားပြီးရင်တဲ့ဟိုမှာယောဂီတွေကမပြန်တဲ့ယောဂီတွေသွားကြည့်ပါအောင်တဲ့ဟိုမှာတိုက်ပွဲတွေကြနေဘယ်လိုတွေတိုက်ပွဲကြနေလဲတော့မသိဘူးဟုတ်လားတုံးယုံနေဖြစ်ကဲဆိုချင်တာကဘယ်ဣရိယာပုတ်နဲ့မှမသက်တာခံရခက်တာသည်ခန္ဓာပဲခန္ဓာကိုဘုန်းကြီးတို့ကခံရခက်တာခန္ဓာလို့မှတ်တာခံရခက်တယ်ဘလို့နေခံရခက်တယ်ဘယ်သွားခံရခက်တယ်ဘာဆဆခံရခက်တယ်ဘာလို့ကိုခံရခက်တယ်ဘလို့နဲ့ကိုသက်တာအောင်နေလို့ကိုမရအောင်အဆိုးဆုံးသောဆင်းရဲဆိုးဆုံးသောဆင်းရဲကျန်တဲ့ဆင်းရဲတွေကခဏတစ်ဖြုတ်ပျောက်ချင်ပျောက်သေးတခါတရံကြလို့ရှိရင်ဒီဆင်းရဲဒုက္ခတွေကင်းသေးတယ်ခန္ဓာဆင်းရဲဘုန်းကြီးတို့မွေးတဲ့ချိန်ကစပြီးတော့တည်တဲ့ချိန်ထိကိုလွတ်လာကဲတစ်သက်လုံးခံရတာနော်တစ်သက်လုံးကိုမတိမချင်းကိုခံရတဲ့ဆင်းရဲသည်ဘာဆင်းရဲခန္ဓာဆင်းရဲပဲတည်တဲ့အထိကိုလိုက်နှိမ့်ဆက်နေတာသည်ခန္ဓာဆင်းရဲပါသင်္ခါရသူဗမာဒုက္ခခန္ဓာနဲ့တူတဲ့ဆင်းရဲဆိုတာမရှိပါဘူးသင်္ခါရပရမဒုက္ခနိဗ္ဗာန်ပရမဒုက္ခနဲ့ဣတညတ္တယထာဘူတံနိဗ္ဗာန်ပရမဒုက္ခနိဗ္ဗာန်သည်အမြတ်ဆုံးသောချမ်းသာရှင်လိုက်စမ်းကျင်ဘက်လို့ကိုမြင်ကြည့်လိုက်ခန္ဓာဆင်းရဲသလောက်နိဗ္ဗာန်ကချမ်းသာတယ်ဘုန်းကြီးတို့သိနာလည်ရမယ်တဲ့ဒီအချက်ကိုကောင်းကောင်းသဘောပေါက်ခန္ဓာရဲ့ဆင်းရဲခြင်းနဲ့နိဗ္ဗာန်ရဲ့ချမ်းသာခြင်းဣတံညတ္တယထာဘူတံယထာဘူတံဟုတ်တိုင်းမှစွာဣတံဒီအကြောင်းတရားတွေကိုညတ်စွာသိမြင်ဖို့လိုတယ်သိကိုသိရမယ်ခန္ဓာဆင်းရဲနဲ့နိဗ္ဗာန်ချမ်းသာပါဆင်းရဲခန္ဓာဆင်းရဲဘာချမ်းသာနိဗ္ဗာန်ကချမ်းသာခန္ဓာအသေးပြန်မဖြစ်ခြင်းသည်ဆင်းရဲကင်းခြင်းပဲချမ်းသာခြင်းပဲခန္ဓာအသေးပြန်ဖြစ်နေခြင်းသည်ဆင်းရဲဒုက္ခပဲတန်တရားထဲမှာဆင်းရဲရှိတယ်ဆိုတာလည်းပဲခန္ဓာနဲ့ပဲမိညာပြီးတော့ပြောရတယ်ဘဝထဲမှာဆင်းရဲရှိတယ်ဆိုတာလည်းပဲခန္ဓာနဲ့တိုင်းတာပြီးတော့ပြောရတယ်ခန္ဓာအသေးပြန်ကဖြစ်ရင်ဆင်းရဲခြင်းဒီဘဝပြီးသွားလို့ဒီခန္ဓာပြီးသွားလို့ငြိမ့်နေမတင်နဲ့နောက်ခန္ဓာမလာဘူးလားနောက်ခန္ဓာလာရင်နောက်ဆင်းရဲလာမှာရှေ့ကလည်းဆင်းရဲတယ်နောက်လည်းဆင်းရဲဘယ်ထိဆင်းရဲမှာလို့ဆိုလို့ရှိရင်တန်တရားထဲနေသမျှဆင်းရဲမယ်
ခန္ဓာကိုယ်ချုပ်ငြိမ်းအောင်မကြိုးစားနိုင်မချင်းဆင်းရဲနေမယ်ဘုန်းကြီးတို့အခုလက်ရှိတရားအထုတ်နေတာကခန္ဓာကိုယ်ချုပ်ငြိမ်းအောင်ခန္ဓာကိုယ်ချုပ်ငြိမ်းသွားအောင်ကြိုးစားတယ်ပုံမှန်နေကြတာကခန္ဓာအသစ်ဖြစ်အောင်အထုတ်တယ်ကံဆိုတာဘုန်းကြီးတို့နေ့တိုင်းပြုနေတဲ့ကံတွေကကံတစ်ခုတည်းဘဝတစ်ခုဖန်တီးကုသိုလ်ကံလည်းကောင်းတဲ့ဘဝအကုသိုလ်ကံလည်းမကောင်းတဲ့ဘဝဒီလိုဘဝတွေစက္ကဖြစ်နေတော့မပြီးနိုင်မဆုံးနိုင်တဲ့တန်တရားတွေမှာခန္ဓာရတိုင်းဒုက္ခမကင်းခုတရားကျင့်တယ်ဆိုတာကတော့ဖြစ်ဘုန်းကြီးတို့ပြိတ္တိဒီအခိုက်အတန့်လေးမှာထင်ရှားပေါ်တဲ့ယုတ်တရားနံတရားဒါယုတ်ဒါနံလို့ရှုမှတ်နေတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီအခိုက်အတန့်လေးမှာကံနေအသစ်မဖြစ်တော့ဘာဖြစ်နေလဲဆိုလို့ရှိရင်ဒါယုတ်ဒါနံလို့သိနေတာကဉာဏ်လို့ပြောပေါ့တရားကျင့်နေသူမှာဘာဖြစ်တော့ဉာဏ်နေဖြစ်တယ်တရားမကျင့်မဲနဲ့နေသူမှာဘာတွေဖြစ်ကံနေဖြစ်တယ်ဒါကွာသွားတာပဲတရားကျင့်သူနဲ့မကျင့်သူဘာကွာလဲဆိုလို့ရှိရင်မကျင့်မဲနေရင်ကံကျင့်နေသူဟာဉာဏ်ကံဖြစ်ရင်ခန္ဓာရမယ်ဉာဏ်ဖြစ်ရင်ခန္ဓာချုပ်အလုပ်ချင်းနဲ့ကွာသွားခန္ဓာချုပ်တဲ့အလုပ်နဲ့ခန္ဓာအသစ်ဖြစ်တဲ့အလုပ်ကံတွေကိုပြုနေသမျှခန္ဓာအသစ်တွေဖြစ်လာလိမ့်မယ်ဉာဏ်ဤဖြစ်အောင်ကြိုးစားနိုင်ရင်ခန္ဓာအသစ်မဖြစ်ပါဘူးခန္ဓာအသစ်မဖြစ်တာသည်နိဗ္ဗာန်ခန္ဓာအသစ်မဖြစ်တာဘာခေါ်ခန္ဓာအသစ်ဖြစ်နေတာကတန်တရားခန္ဓာအသစ်ဖြစ်နေတာအဲ့တော့ခန္ဓာရာတိုင်းဆင်းရဲမကင်းပါဘူးဆိုတော့ဘုန်းကြီးတို့ပြိတ္တိရေခန္ဓာနဲ့တူတဲ့ဆင်းရဲဒုက္ခမရှိပါဘူးအဆိုးဆုံးဒုက္ခသည်ခန္ဓာဆိုတော့တန်တရားတဲ့နေရင်ဆင်းရဲမှလားချမ်းသာမှလားဘယ်ရောက်မှချမ်းသာနိဗ္ဗာန်ရောက်မှချမ်းသာမှအလဝီပြည်သားဆင်းရဲသားလေးအကြောင်းပြုပြီးတော့ဘုရားရှင်ကဆက်လာတဲ့အကြောင်းအရာပေါ်အခြေခံပြီးတော့ဆာလောင်ခြင်းဟာစိုးဆုံးယောဂခန္ဓာနဲ့တူတဲ့ဆင်းရဲမရှိဘူးနိဗ္ဗာန်တည်တာမျက်ဆုံးချမ်းသာဆိုတာကိုသိနာလေဖို့လိုတယ်သိနာလေသူတို့သည်ဟုတ်တိုင်းမှန်စွာပညာဉာဏ်နဲ့သိရင်မဲ့ဉာဏ်ဖွဉာဏ်ကိုရနိုင်တယ်လို့ဟောပြောဆုံးမတော့အဲ့ဒီဒေသနာဒီတရားဓမ္မနာကြားတဲ့သူတွေသောတာပန်ဖြစ်သူဖြစ်အနာဂံတက္ကတကံဖြစ်သူဖြစ်ပေါ့ယန္တာဖြစ်သူဖြစ်ကြဘိန်းတော်ပြိဿများလည်းသိဉာဏ်ရရှိပြီးတော့မဲ့ဉာဏ်ဖွဉာဏ်တိထောက်ကူဖြစ်ပါစေနိဗ္ဗာန်ကိုလည်းပဲမျက်မှောက်ပြုနိုင်ပါစေလို့ဆုတောင်းပြီးတော့တရားနိဂုံးချုပ်ရအောင်